မြန်မာတိုင်း9တိုင်းရှိတယ်နော်4ဆိုတာကအေယာဝတီတိုင်းနော်4 3လုံးနော်အေယာဝတီတိုင်းတိုင်းမူနော်ဒီမှာ4 3လုံး4 3လုံး2 6 9 8 9နော်4 3လုံးအစားမကျ4 4လုံးအစားကြည့်နော်4 4လုံးအေယာဝတီတိုင်းတိုင်းမူကြီးနော်တိုင်းမူကြီး4 4လုံး6 9 1ဟောတွေ့ရနော်4 4လုံး6 9 1နော်4 4လုံးဆိုတာပါကြိုက်လက်နော်အေယာဝတီတိုင်းတွေ့တယ်နော်ဒီမှာ4မှာပါဖြစ်တယ်ဆိုတော့ကြိုက်လက်နော်ကြိုက်လက်တွေ့တယ်နော်ပြီးတော့ကြိုက်လက်ကဒီမှာ4ဆိုတာ transportation လေးရနော်ကာဝင်လို့ယထာဝင်လို့ဘူရာကြီးလို့နော်တစ်ဆက်တည်းတည်ထောင်အောင်မနေရနော် HF ဆိုတာအနှေးရည်များတွေနော် HF ဆိုတာရင်းနှီးအနှေးရည်များရနာခြင်းနော်ရင်းနာစကန်များတည်ထောင်ခြင်း HF နော်ဆိုတာလက်မီပေးလုံးများများဆောင်ရွက်ခြင်းဘူရာကြီးကြိုက်လက်ဘူရာကြီးကြိုက်လက်ကာဝင်နော်ကြိုက်လက်လေးခွင်းနော်တစ်ဆက်တည်းတည်ထောင်အောင်မယ်နော်ARD တိုင်းစွမ်းရင်ထားတာ ME 4 3လုံး3ည8နှစ်3เนาะကြိုက်လက်စွမ်းမြတ်မှာဓာတ်စီဆိုင်เนาะစွမ်းမြတ်မှာဓာတ်စီဆိုင်နောက်တစ်ခုက4 3လုံး4 3လုံး2 9 8 9เนาะ4 3 2 9 8 9ဘာပြောလဲဆိုတော့เนาะကြိုက်လက်လက်စစ်တပ်အပြီးစက်ယုံကြီးเนาะARD တိုင်းမှုလောက်အောင်မှာတစ်ခုနှစ်ခုသုံးခုတိုင်းမှုကြီးကကြိုက်လက်နော်ဒီမှာတိုင်းမှုရဲ့စွမ်းမြတ်မှာလက်စီဆိုင်နော်ဒီမှာတိုင်းမှုရဲ့လက်စစ်သားအပြီးစရုံနော်ARD တိုင်းဒါ AG 44641နော်40ဆိုတာပန်းတနော်ဒီတိုင်းကြိုက်လက်တွေ့တာကြိုက်လက်က2ပန်းတနော်က30ဆိုတော့40เนาะ A ဆိုတာမြို့ပြတိတိထောင်ခြင်းเนาะG ဆိုတာလမ်းစီကမ်းများသတ်မှတ်ခြင်းအဲဒီတော့40ကအရေးကြီးတယ်เนาะ photographic ဆွဲရမယ်ဖန်တော်ကာဝင်ကြီးเนาะဒါက CQ 400,909เนาะCQ 4,900ပန်းတနော်မျိုးပြဓာတ်စီဆိုင်တုံများဆိုတာတဘာပေါင်းချင်းတဲ့ရေเนาะအဒါမျိုးပြဓာတ်စီဆိုင်เนาะ CQ ဓာတ်စီဆိုင်ကြီးပေါ့R8205 R2 ဆိုတာဟိုကော့တူလေးဆိုတာမြိုင်ကလေးဓာတ်စီဆိုင်409เนาะ40ပါတဲ့အတွက်ပန်းတနော်เนาะဒါပန်းတနော်เนาะကာဝင်ပြီးထောင်ရမယ်ဓာတ်စီဆိုင်ဒီမှာကြိုက်လက်ဆိုတာတရားတုံတေးရေကျော်ဒီမှာကြိုက်လက်ကာဝင်ကအကြီးဆုံးအရောက်ဒီတိုင်းမှုကြီးเนาะတလားပြီးပါဆိုတော့ဒီမှာတုံတေးပြီးရေကျော်ပြီးကြိုက်လက်เนาะအဲ့ဒီကတစ်ဆင်းဟိုမှာဖန်းသလောဓာတ်စီဆိုင်ကြီးเนาะမြို့ပြတိဆောင်ခြင်းကြိုက်လက်နေရာအရေးကြီးတယ်ဖန်းသောနေရာအရေးကြီးတယ်เนาะ